Okay ဒီနေ့ကကျတော့ကျွန်တော်တို့ပို့ပြီးတော့မှသုံးဝင်တဲ့ speaker တစ်ခုကျွန်တော်ပြောပြပါမယ်ဒါကြတော့ I want you to plus vowel ဖြစ်ပါတယ် so I want you to plus vowel ဆိုတာကကြတော့ငါမင်းကိုစင်ချင်းတယ်ဆိုတော့ဘာလို့စင်ချင်းလဲဆိုလို့ကြည့်လိုက်အောင် I want you to know I want you to know အဲ့ဒီချီချောက်မှာပေါ့နော်ဆိုတော့ I want you to know ဆိုတာကကြတော့ငါမင်းကိုသိစေချင်တယ် I want you to listen to your parents မိဘစကားနားထောင်စေချင်တယ် I want you to stay here ဒီမှာပဲနေစေချင်တယ် I want you to go abroad နိုင်ငံခြားကိုသွားစေချင်တယ် I want you to practice your English every day မင်းကိုအင်္ဂလိပ်စာနေ့တိုင်းလက်ကျင့်စေချင်တယ် I want you to learn how to play the guitar ငါမင်းကိုဂီတာတီးသင်စေချင်တယ် Okay အားလုံးပဲရမယ်လို့ပြောလိုက်ပါတယ်ခင်ဗျာဆိုတော့ I want you to plus vowel ကိုသုံးပြီးတော့ brother တို့တီးတဲ့စာကြောင်းလေးတွေကိုရေးခဲ့လို့ရပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ် Hello everybody, this is Ryan. Today I'm gonna share a very useful speaking pattern that we use it every day and it's very common. So let's see it. How can I get two claps a place? So ဒီလိုပုံစံကကျတော့ဘယ်လိုမျိုးပြောတာလဲဆိုလို့ရှိရင်ကျွန်တော်တို့အဲ့ဒီနေရာကိုဘယ်လိုမျိုးသွားလို့ရလဲကျွန်တော်ဘယ်လိုသွားရမလဲဆိုပြီးတော့တစုံတစ်ယောက်ကိုမေးတဲ့အခါမျိုးမှာသုံးလို့ရပါတယ်ဆိုတော့ A7 နဲ့တူတူလေ့ကျင့်လို့ရှိရင်ပို့ပြီးတော့သိအောင်ဖြစ်ပါတယ်ဆိုတော့ကျွန်တော်နဲ့တူတူလေ့ကျင့်ကြည့်အောင်ကျွန်တော်အဲ့တော့ဘယ်လိုသွားရမလဲဆိုလို့ရှိရင် Excuse me, how can I get to the toilet? ဘတ်ကားကဘယ်လိုသွားရမလဲဆိုလို့ရှိရင် How can I get to the bus station? Supermarket ကိုဘယ်လိုသွားလို့ရလဲဆိုလို့ရှိရင် How can I get to the supermarket? So ဒီလောက်ဆိုရင်သဘောပေါက်မလို့ထင်ပါတယ် So how can I get ကိုတော့ပြီးတော့ကိုတီးတဲ့စကားလုံးလေးတွေကိုရေးခဲ့ဖို့မမေ့ပါနဲ့အခါလေးရောက်အောင်လို့ပါ So အားလုံးကျေးဇူးတင်ပါတယ် Bye see you in the next video good night